李金山个မျက်နှာမှာရှုံတွေနဲ့ကျွန်တော်စီလျှောက်လာပြီးအတန်ဝေါနဲ့ပြောပါတယ်။ရှုတထေးဆုံးရှုံးမှုတွေကိုကျွန်တော်တို့တာဝန်ယူပါမယ်ကျွန်တော်တို့တိုးချံကိုတေချာမဆောင်ရှောက်နိုင်လို့ပါ။ဘလောက်ရော်ရမလဲဆိုတာတထေးပြောပါနောက်ကြရင်ရမယ့်ငွေတွေကပဲနှုတ်လိုက်ပါ။ကျွန်တော်ကောင်းခါလိုက်ပြီးအိတ်ထဲကအသင့်ပြင်ထားတဲ့ငွေအိတ်ကိုထုတ်လိုက်တယ်။အကုန်လုံးအတွက်မလောက်သေးပေမဲ့2000ကိုအရင်ထုတ်ပြီးတိုးဆုံးရှုံးသွားတဲ့ပိုင်ရှင်တွေကိုပေးလိုက်ပါတယ်။ဒါရွာလူကြီးတို့အပြစ်မဟုတ်ဘူးတယောက်ယောက်ကတက်တက်မဲ့လှုပ်သွားတာဒီနေ့ကိစ္စကိုကျွန်တော်ရှုလျူနဲ့မှတ်ထားလိုက်ပြီ။စီကတ်နှစ်ခုထပ်တိုးမယ်။ပထမဒီနေ့ကစပြီးစက်ချက်တိုင်းမှာ24နာရီလူဆောင်ရမယ်လစာကိုနှစ်ဆပေးမယ်။ဒုတိယကျွန်တော်ရဲစခန်းမှာအမှုဖွင့်မယ်တရခန့်ကိုမိအောင်ဖမ်းပြီးထိုက်တန်တဲ့ရော်ကြီးကိုသူတို့စီကနေတပြားမကြံပြန်တောင်းရမယ်။ဒါပေမဲ့အားလုံးတစ်ခုမှထားပါဒီညသူတို့လာဖြတ်စည်းတာဟာရှီကော့ရွာရဲ့ခြံစည်းရိုးတင်မဟုတ်ဘူးရှီကော့ရွာရဲ့အသက်ကိုလာထိတာ။ကျွန်တော်တို့ကြောက်နေလို့မရဘူးတယောက်ယောက်ကဒီအလုပ်ကိုပျက်စီးအောင်လုပ်လေကျွန်တော်တို့ကအောင်မြင်အောင်ပို့လုပ်ပြရလေပဲ။အဲ့ဒီမနက်မှာပဲရဲတွေကကျိုးလောင်အားကိုမြို့ထဲကအင်တာနက်ကဖေးဆိုင်မှာခြံစည်းရိုးညက်ကကြီးများနဲ့လက်ပူးလက်ချက်ဖမ်းမိခဲ့တယ်။စစ်ဆေးမင်းများတဲ့အခါမှာလည်းအခင်းဖြစ်ပွားတဲ့နေရာမှာစောင့်ကြည့်ရေးကင်မရာနဲ့ခြေရာများတက်တေခိုင်လုံနေတာကြောင့်30မိနစ်လောက်သာကြာခဲ့တယ်။ကျိုးလောင်အားကတော့ထိတ်လန့်တကြားနဲ့ဝန်လောင်ကန်းကကျွန်တော်ကို900ပေးပြီးအဲ့ဒီမောက်မာတဲ့ရှုဆိုတဲ့ကောင်ကိုပညာပေးခိုင်းတာပါ။ဘာလို့ကျွန်တော်ဝန်ခွဲမောင်ကိုဖမ်းတာလဲသူကတောင်ပေါ်မှာလမ်းလျှောက်နေတာပဲဥစ္စာခမားတို့လူတွေကိုရှောက်ဖမ်းနေတာပဲ။တကောင်ရံမှာကက်ကြီးကြီးကင်ပြီးရှီကော့ရွာကတိုးချန်သားသွားတာကိုလမ်းလျှောက်တယ်ခေါ်သလား။သူချန်စီယိုးဖြတ်တာနဲ့ကျွန်တော်နဲ့ဘာဆိုင်လို့လဲကျွန်တော်ကတနေ့ကုန်တတ်နေတာ။ဒါပေမဲ့ကျိုးအားကကိုဝင်ခံပြီး900ပေးတာခမားမလားခမားဒီမှာဆက်ပြီးပြောင်းလဲနေရင်ခမားပါအချုပ်ထဲရောက်သွားမယ်။ဝန်လောင်ကန်းကအဲ့ဒီအချိန်မှာဒဏ်ငွေဆောင်ဖို့အတွက်ဟိုပြေးဒီပြေးငွေရှာနေရတာပါသူ့ဝမ်းကွဲမောင်အဖမ်းခံရမှန်းသိတော့စိတ်လွတ်ကိုလွတ်ဖြစ်သွားပြီးနောက်ပိုင်းမှာစုံမပညာပေးတာခံလိုက်ရတယ်။ဒီသတင်းကတနေ့လုံးပြန့်သွားတဲ့အခါရှီကော့ရွာရဲ့စီလုံးမှုဟာအရင်ကထက်ပိုခိုင်မာလာပါတယ်။3ရက်ကြာတော့လီချင်းဆန်းကရွာကော်မတီကွင်းပြင်မှာတရွာလုံးကိုအစည်းအဝေးခေါ်တယ်။အစည်းအဝေးမှာရွာသားတွေကအနာဂတ်မှာအိမ်ဆောက်ဖို့ခြံထားတဲ့အကောင်းဆုံးမြေက20ကိုကျွန်တော်ကိုဒုတိယအဆင့်စက်ရုံဆောက်ဖို့အလကားပေးဖို့တိုင်ပင်ကြပါတယ်။ကျွန်တော်ကချက်ချင်းညင်းဆိုပေမဲ့လီချင်းဆန်းကမျက်ရည်ဝဲရင်းပြောတယ်ရှုတထေးညင်းလို့မရဘူးဒီမြေ20ကတထေးအတွက်ပေးတာမဟုတ်ဘူးရှီကော့ရွာနဲ့တထေးတလေးတဲစီတခီးတဲသွားမယ်ဆိုတဲ့ကတိပဲတထေးနိုင်ရင်ကျွန်တော်တို့လည်းနိုင်မယ်တထေးရှုံးရင်ကျွန်တော်တို့လည်းအတူတူရှုံးမယ်ဒါကငါတို့ရွာရဲ့စီကံပဲအဲ့ဒီနေ့ကကျွန်တော်ဘာမှပြန်မပြောပဲလီချင်းဆန်းပေးတဲ့မြေစာချုပ်ကိုတိတ်တဆိတ်လက်ခံလိုက်ပါတယ်ရက်ပေါင်း48ရက်မြောက်မှာရှီကော့ရွာရဲ့ပထမတုပ်တိုးကောင်ကြီး9000ဟာကျွန်တော်ရဲ့အေးခန်းထဲကိုရောက်လာပါတယ်52ရက်မြောက်မှာတော့ကား3စီးနဲ့ပထမဆုံးစစ်ဆေးချက်အောင်နဲ့တိုး1200ရဲ့အသားတွေကိုလော့ချန်မျိုးကလန်ရှင်းစူပါမားကတ်ရဲ့ဗဟိုမီးဖိုချောင်းစီပို့ပေးခဲ့တယ်55ရက်မြောက်နေ့မှာဥက္ကဋ္ဌကကျွန်တော်စီဖုန်းဆက်ပါတယ်ဖုန်းထဲမှာသူကအော်ဟစ်ပြီးပြောနေတာပါမောင်ရှုမင်းငါးစီပို့လိုက်တဲ့တိုးသားကတကယ်ကိုအဆင့်မြင့်ပဲဟဲ့ငါတို့ရဲ့ထိတ်တန်းအရေးသွေးစစ်ဆေးရေးမှုကိုစခိုင်းကြည့်တာစစ်ဆေးချက်5မျိုးလုံးမှာထိတ်တန်းရောက်နေတယ်အစီပါဝင်မှုအချိုးအစားက3.5အထက်မှာရှိပြီးရေတက်ဆုံးရှုံးမှုက1.8%တောင်မရှိဘူးအမိုင်နိုအက်ဆစ်ပါဝင်မှုကငါတို့ပုံမှန်တင်သွင်းနေတဲ့အသားတွေထက်19%ပိုများနေတယ်ငါမေးပါရစေဒီရှိကော့ရွာကတိုးသားတွေကိုမင်းနောက်ထပ်ဘယ်လောက်အထိထပ်ပေးနိုင်မလဲဥက္ကဋ္ဌကျွန်တော်ကို6လအချိန်ပေးပါကောင်းရင်9000အေးစေးပါ9000လုံးငါယူမယ်ဈေးနှုန်းကိုမင်းပြောတဲ့အတိုင်းပဲပေးမယ်တစ်ဖက်မှာတော့ဝန်လောင်ကန်းကပြောနေပါတယ်ရှုယိုနန်ကောင်ကတကယ်ပြန်မလာတော့ဘူးငါတို့တိုး8000ကဒီနေ့တနေ့တင်အစာဖိုး8000ကျော်ကုန်သွားပြီဘာပူနေတာလဲဒီကောင်ကအတင်းမှလုံနေတာပါငါမျိုးနယ်ကတတ်သမား3ယောက်နဲ့ချိတ်ပြီးမနှက်ဖြန်မနှက်တိုးချို့ကိုမြို့ပေါ်တင်မယ်သူက128နဲ့ရောင်းရင်ငါတို့ကစူပါမားကတ်ရှိမှတင်80နဲ့ချရောင်းမယ်မြို့သားတွေဝိုင်းလူဝယ်ကြမှာပေါ့အဲ့ဒီကြမှာပတ်စံတွေအများကြီးနဲ့ပြန်လာရင်ရှုယိုနန်ဒီရွာမှာမျက်နှာဘလို့ပြမလဲကြည့်ရသေးတာပေါ့ဝန်လောင်ကန်းရဲ့မျက်လုံးထဲမှာလောဘရိတ်တွေရှက်တန်းနေပြီးပတ်စံတွေသူ့စီပြန်လာတော့မလို့ထင်နေတာပါကြမ်းကြရွာကိုဒူးထောက်သွားစေမဲ့ဘေးဒုက္ခတစ်ခုဆက်ရောက်တော့မှာကိုသူလုံးဝမသိရှာပါဘူးလော့ချန်မျိုးကလန်ရှင်းစူပါမားကတ်ကြီးရဲ့အပြင်ဘက်ຫນွေနှောင်းရာသီရဲ့မနက်ခင်းမှာဝန်လောင်ကန်းဟာရွာကလူငယ်2ယောက်ကိုခိုင်းပြီးရွှွန့်တွေပေးနေတဲ့3မီးဆိုင်ကယ်ပေါ်ကနေအသားတွေကိုချခိုင်းနေတယ်။ဖြည်းဖြည်းချဟာဒါတွေကပတ်စံတွေကြီးပဲ။ဦးလေးလောင်ကန်းဒီမှာရောင်းလို့အဆင်ပြေပါမလား။ဒါကမျိုးမှာအဆင့်မြင့်ဆုံးစူပါမားကတ်ကြီးလေ။မင်းကဘာတိလို့လဲရှုယိုနန်ဆိုတဲ့ကောင်ကဒီထဲမှာ128နဲ့ရောင်းနေတာငါတို့ကအပေါက်ဝမှာပိတ်ပြီး80နဲ့ရောင်းမယ်